စိတ်ကိုငါလို့ရှုတာမဟုတ်ဘူးငါဟာလို့ရှုတာမဟုတ်ဘူးအဲ့တော့စိတ်ကိုစိတ်လို့ရှုတယ်ဆိုတာသဘာဝလက္ခဏာကိုရှုတာသဘာဝလက္ခဏာကိုရှုခြင်းအပြင်သရဝါဆိုတဲ့အတွေ့ကိုဖြောက်တာပဲစိတ်ဟာစိတ်ပဲလေသဘာဝတရားပဲလောကီလောက၌အဘိဓါဒေါမနတံလောဘဖြင့်ကြံတွေးခြင်းဆိုတဲ့အာယုရှိရာသို့တွေးကြံလိုခြင်းနဲ့လောဘတွေးကြံပြီးတော့ဒီတွေးကြံတယ်ဆိုတာရှေ့ရှုတွေးကြံတယ်ဆိုတာဝိတက်နဲ့ပြောတာမဟုတ်ဘူးသူကလောဘကိုကနော်အာယုလေးတစ်ခုတွေးထားလို့ရှင်အဲ့ဒါကိုလိုချင်တဲ့စိတ်နဲ့နေတာပဲသူဒါလေးကိုတတိယနာဒါကြံတွေးနေတာပဲလေနှစ်သက်စရာအာယုလေးတစ်ခုတွေးပြန်ပြီးတော့တတိယနေတာအဲ့ဒါအဘိဓါပဲပေါ့လောဘနဲ့တွေးမိနေတာနော်အဲ့တော့ဒေါမနတဆုံးရှုံးသွားရင်ဖြစ်စေကိုမကြိုက်တာကြီးရရင်ဖြစ်စေဒေါမနတ